ဟဲတခါတော့ကမြက်ခင်းစိမ့်စိမ့်လေးတစ်ခုရဲ့ဘေးမှာကြောင်လေးနှစ်ကောင်ရှိတယ်ကွယ်တစ်ကောင်ကကစ်တီခေတီအရန်ကိုလဲတဲ့ကြောင်မလေးနောက်တစ်ကောင်ကမူမူမှု့မှုံနည်းနည်းတော့တွေးများတတ်တဲ့ကြောင်ထီးလေးပေါ့တနေ့တော့သူတို့နှစ်ကောင်လမ်းလျှောက်ရင်းကြီးမားလာတဲ့တစ်သားတကားကြီးတစ်ခုကိုတွေးကြတယ်ကွယ်အဲ့ဒီတကားကြီးကဘယ်ကိုသွားမှန်းမသိဘူးဒါပေမဲ့အရန်ကိုတိကျင်စိတ်ပြင်းပြနေကြတယ်ဒီတကားကြီးကဘယ်ကိုသွားတာပါလိမ့်လို့မူမူကတကားကြီးရဲ့ကြီးမားတဲ့အရွယ်အစားကိုကြည့်ပြီးပြောလိုက်တယ်ဘလောက်တောင်ကြီးလိုက်လဲလို့ကစ်တီကခေါင်းမောကြည့်ရင်ပြောတယ်ဒီတကားကြီးကိုဖွင့်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ဘူးထင်တယ်သူတို့နှစ်ကောင်တကားကြီးကိုပတ်ကြည့်ကြတယ်ပြီးတော့တကားကြီးမှာတက်ထားတဲ့တောခလောက်ကြီးကိုတွေးကြတယ်တောခလောက်ကြီးကလည်းတကားကြီးလိုပဲကြီးမားလာတယ်ကွယ်ဟောဒီမှာတော့ခလောက်ကြီးလို့မူမူကလက်ညှိုးထိုးပြတယ်ဒါကြီးကိုလည်းဘလို့မှဖွင့်လို့ရမှာမဟာကစ်တီကတော့ခလောက်ကြီးရဲ့ဘေးမှာအသေးချာကြည့်လိုက်တော့သေးငယ်တဲ့တောပေါက်လေးတစ်ခုကိုတွေးလိုက်တယ်ဟေးမူမူဒီမှာကြည့်ဦးလို့ကစ်တီကခေါ်လိုက်တယ်ဒီမှာတောပေါက်လေးတစ်ခုရှိတယ်မူမူကြည့်လိုက်တော့တကယ်ကိုသေးငယ်တဲ့တောပေါက်လေးတစ်ခုကိုတွေးလိုက်ရတယ်ကစ်တီကသူ့ရဲ့သေးငယ်တဲ့တော်လေးကိုအိတ်ကက်ထဲကနေထုတ်လိုက်တယ်ဒီသေးသေးလေးနဲ့များဘာလုပ်နိုင်မှာလဲလို့မူမူကတန်တရားနဲ့မေးလိုက်တယ်ကစ်တီကပြုံးလိုက်ပြီးတော့လေးကိုတောပေါက်လေးထဲထည့်လိုက်တယ်အမြဲတမ်းကြီးတာတွေကပဲပြဿနာကိုဖြေရှင်းတာမဟုတ်ဘူးမူမူတခါတလေအသေးငယ်ဆုံးအရာလေးတွေကအကြီးမားဆုံးပြဿနာတွေကိုဖြေရှင်းပေးနိုင်တယ်ကလစ်ဆိုတဲ့အတန်လေးနဲ့အတူတောခလောက်ကြီးပွင့်သွားတယ်ပြီးတော့ကစ်တီနဲ့မူမူလည်းကြီးမားတဲ့တကားကြီးကိုတွန်းဖွင့်လိုက်ကြတယ်တကားကြီးရဲ့နောက်ွယ်မှာတော့ပမောင်းစုံပွင့်နေတဲ့လှပတဲ့ပန်းချံကြီးတစ်ခုကိုတွေးလိုက်ရတယ်ကွယ်ကစ်တီနဲ့မူမူတို့လည်းဝမ်းသာအားရနဲ့ပန်းချံထဲကိုပြေးဝင်သွားကြပြီးပန်းနှံတွေကိုရှူရှိုက်ရင်းပျော်ရွှင်စွာဆော့ကစားကြတော့တာပေါ့သူတို့နှစ်ကောင်လည်းသင်ခန်းစာတစ်ခုရသွားကြတယ်ကွယ်ဘာလဲဆိုတော့တခါတလေမှာတော့အသေးငယ်ဆုံးသောအကြံဉာဏ်လေးတစ်ခုဒါမှမဟုတ်အသေးငယ်ဆုံးသောလှုပ်ဆောင်ချက်လေးတစ်ခုကပဲသူတို့ရဲ့အကြီးမားဆုံးသောပြဿနာတွေကိုဖြေရှင်းပေးနိုင်တယ်ဆိုတာကိုပေါ့